ထွက်တာ9နှစ်လောက်နီးပါးရှိတဲ့ iPhone တွဲကို2025မှာဝယ်တင်သေးလားဒါဆိုရင်တော့ဗီဒီယိုဆုံးထိကြည့်ပေးပါနော်ဟုတ်ကဲ့ကျွန်တော်လက်ထဲမှာကင်ထားရတော့ iPhone တွဲလေးပဲဖြစ်ပါတယ်ဒီဖုန်းကိုဘယ်သူမှလည်းစပွန်ဆာမပေးထားပါဘူးကျွန်တော်ဒီတိုင်းပဲဝါသနာအရ review လုပ်ပေးတာပါကဲစားလိုက်ကြရအောင်သူ့ရဲ့ display လေးက 6.1 inch ရှိပါတယ်ဒီဆက်ကကျတော့ Apple ရဲ့ A40 Bionic လေးသုံးပေးထားတာမလို့တော်ရုံတန်ရုံဂိမ်းဆော့လောက်ကတော့အဆင်ပြေပါတယ်Battery mAh က2815 mAh ပဲပါတော့2025မှာတော့တိတ်တော့အဆင်မပြေဘူးပေါ့နော်164 gram ပဲရှိတော့လက်ထဲမှာပေါ့ပေါ့ပါပါလေးခိုင်လို့အဆင်ပြေပါတယ် iOS version ကလည်းလက်ရှိနောက်ဆုံးထွက်ထားတဲ့ 80.4.1 ထိသုံးတာတော့တော်တော်လေးအဆင်ပြေပါတယ်ကင်မရာဘာညာလည်းအပြည့်ပြောစရာမလိုတဲ့ဖုန်းလေးတစ်လုံးပေါ့ဒီဇိုင်းလေးကလည်းတေးသေးကြစ်ကြစ်လေးနဲ့မလို့သုံးရတဲ့လူတွေတော်တော်အဆင်ပြေပါတယ်နောက်ကလက်ကတော့တော်တော်လေးရှော့တယ်ဗျကာဘာကတ်ထက်ကင်မှာပဲအဆင်ပြေလောက်မှာကာဘာတက်မှာကင်လွတ်ကြတာမျိုးဖြစ်နိုင်ပါတယ်ဘေးပေါက်နေရတော့အလူမီနီယမ်ဖရိမ်လေးသုံးပေးထားရမလို့တော်တော်လေးစမှတ်ကြပါတယ်ကျွန်တော်အနေနဲ့တော့ဝယ်တင်သေးရလို့ထင်ပါတယ်ကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုလေးမို့အမားပိုင်ခွင့်လွှတ်ကြပါခင်ဗျာ subscribe လေးလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ